တွေစီအနာဂတ်ရဲ့လမ်းကြောင်းတွေရှင်းလင်းလို့ပြီးအမောင်တွေဖယ်ရှားလို့အလင်းတွေဆောင်ရောင်းဝဝမီနဲ့အားလုံးကိုဖိတ်ခေါ်လာပါပြီကျွန်တော်များရောင်းဝဝမီ